Mobile chani the low, now you say I learn we bro. Mobile lani da, chinadu me now. Nella rubla wenja, go meet out a chinida, Timia get me. Meline, we are a car. The low and wake my own. I may not see the own. The game will make the winning own. Not cheap with all. Can you see a more by Charlie car? Another way she had met the other. Anyways, I don't know to so young. You can only enter my Lenida, oh, Jane, Learn you see a more where judging come. Another minute she and the go you are maybe. Anyways, I don't know to so young. You can only enter my Lenida.အားလုံးပဲပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုရှင်းဆိုပြီးပြီဆိုတော့ထုံးစံတိုင်းကျွန်တော်ဟင်းချက်မယ်ပေါ့နော်စိတ်သားဟင်းချက်မယ် let's go စိတ်သား marinate လုပ်ထားပါမယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ပိန်းနှလေးလေးထည့်မယ်ပြီးကျွန်တော်မိုးလေးလေးထည့်အောင်မယ်ဗျပြီးလို့ရှိရင်ကျွန်တော်တို့ခင်းကြီးလေးထည့်မယ်ပြီးရင်ကြက်သွန်ဖြူကြက်သွန်လေးလေးပါမယ်ပြီးလို့ရှိရင်ငရုတ်ကြီးစိမ်းရယ်နန်းနန်းပင်ထည့်မယ်ပြီးစပလင်ရယ်ရှမ်းနဲ့နန်းရယ်ထည့်မယ်အားလုံး ready ဖြစ်ထားပြီကျွန်တော်ဟင်းချက်ကိုစမယ်တဲကိုအပူဝေးပြီးတော့ကျွန်တော်စီလေးနည်းနည်းထည့်ပြီးတော့စပြီးတော့တဲမယ်ပေါ့နော်စီလေးနည်းနည်းနှောင်းအောင်နည်းနည်းစောင်းပေးလိုက်မယ်တဲကိုပြီးနော်ကျွန်တော်ကြက်သွန်ဖြူလေးစားထည့်ပြီးတော့မွေပါမယ်ကျွန်တော်ပြီးရင်ကြက်သွန်လေးထည့်ပြီးထပ်မှွေမယ်နည်းလေးအယောင်လေးရတဲ့အထိနည်းနည်းထပ်မှွေလိုက်မယ်ပေါ့နော်ထပ်မှွေပြီးမှကျွန်တော်တို့ငေးကြီးထည့်ဖို့အတွက်ပြင်ဆင်မယ်โอเคနည်းနည်းလေးချက်လာပြီဆိုရင်ကျွန်တော်ငေးသီးမှုန့်လေးကျွန်တော်နည်းနည်းထည့်လိုက်ပြီပေါ့နော်ထည့်ပြီးတော့စမှွေလိုက်မယ်အယောင်လေးနည်းနည်းလေးရအောင်မှွေလိုက်မယ်နော်ပြီးနည်းနည်းလေး6နေမှာဆိုလို့ရေလေးနည်းနည်းထည့်ပြီးတော့လည်းကျွန်တော်မှွေလိုက်မယ်ပေါ့နော်ရေလေးနည်းနည်းထည့်ပြီးတော့ကျွန်တော်တို့မှွေလိုက်မယ်ပြီးတော့မှကျွန်တော်တို့ခုန marinate လုပ်ထားတဲ့စိတ်သားလေးကိုထည့်ပြီးတော့မှွေလိုက်မယ်ကျွန်တော်စိတ်သား marinate ကိုလည်းbring it back အကြီးအနောက်ဒီစားလေးနည်းနည်းထည့်မယ်ပြီးလို့ရှိရင်ပြေကောင်းမှုန့်ရယ်ပြီးတော့ဟင်းခတ်မှုန့်လေးနည်းနည်းထည့်မယ်ပေါ့နော်အားနဲ့ကျွန်တော်နိုင်ဝက်လောက်နှက်ထားလိုက်ပါတယ်ပြီးရင်ကျွန်တော်ရေလေးနည်းနည်းထည့်ပြီးတော့လူဝါရထိတဲပါမယ်ပြီးရင်အဖုံးလေးအုပ်ပြီးတော့ကျွန်တော်တို့နိုင်ဝက်လောက်ထပ်ပြီးတော့ထားလိုက်မယ်ပြီးရင်အချင်းလေးတစ်ချက်ကြည့်ပြီးတော့လူကလေးထပ်ထည့်မယ်ပေါ့နော်ဒီကတော့ရေ
ထပ်ထည့်ဖို့လိုရင်ရေထပ်ထည့်မယ်ပေါ့ကျွန်တော်ဒီနေရာမှာရေနဲ့ထပ်ထည့်ပြီးတော့နောက်ထပ်နိုင်ဝက်လောက်ထပ်ပြီးတော့တည်ဖို့လိုတာပေါ့နော်စိတ်သားနှိုးဖို့လိုတယ်နောက်တော့တည်ပြီးတော့ရင်ကျွန်တော်တို့ပိနေသီးထည့်မယ်ပိနေသီးကိုလည်းကျွန်တော်တို့စိတ်သားချက်ပြီးတော့တဝက်လောက်နေထားမှာစပြီးတော့ထည့်မယ်ပေါ့နော်အရင်လဲနူးလို့မဖြစ်တယ်လို့ဒီမကြိုက်လဲစားမကောင်းဘူးပေါ့နော်အဲ့တော့စိတ်သားကိုချက်တာရဲ့လေတဝက်လောက်မှာကျွန်တော်စားပြီးတော့ပိနေသီးစားထည့်မယ်ပိနေသီးနဲ့နူးသွားရင်ခင်းကျင်လေးထပ်ထည့်မယ်ပေါ့နော်ခင်းကျင်ကြီးကဒီမှာနည်းနည်းလေးပို့ပြီးတော့အရောင်လေးပို့လှအောင်ထည့်တဲ့သဘောပြီးနည်းနည်းလေးအချင်းတက်ပို့ရတော့ပို့ပြီးတော့စားလို့ပိုကောင်းတယ်အဖုံးလေးနည်းနည်းအုပ်ပြီးတော့15မိနစ်တော့တက်ပြီးထားလိုက်မယ်ပြီးမှကျွန်တော်တို့လိုအပ်ထည့်မယ်ပေါ့နော်ဒီချိန်မှာမွေးတိုင်နေနဲ့စိတ်သားနဲ့မပြောက်အောင်လို့ဆလာကိုထည့်လိုက်မယ်နည်းနည်းမှွေလိုက်မယ်မဆလာထည့်ပြီးတော့ပြီးရင်ရုပ်ဒီဇိမ်း3000လောက်ကျွန်တော်ခွဲရလေးထည့်လိုက်မယ်ဒါနည်းနည်းလေး spicy ဘက်ကိုသွားတာဘောနော်နည်းနည်းလေးအဆက်ရတာပဲပို့ပြီးတော့ရှားချင်တဲ့အတွက်ကျွန်တော်ထည့်တာပြီးရင်နောက်ထပ်အနက်ကြောက်စီရဲ့ဇပလင်ထပ်ထည့်မယ်ဇပလင်ကလည်းတော်တော်လေးအနက်အသက်တွေကျင်းတာတွေသူကဖုံးပေးရနော်အဲ့တော့ဇပလင်ထပ်ထည့်ပြီးတော့ထပ်မှွေလိုက်ပါမယ်မူထည့်မယ်ပေါ့နော်မူကတော့နည်းနည်းနူးညံ့တာဖြစ်တဲ့အတွက်နောက်ဆုံးမထည့်ရတဲ့ပေါ့ပြီးရင်အရသာအတွက်လည်းကျွန်တော်ပဲကပြားကြီးအကြည်နဲ့အနောက်နည်းနည်းလေးရောပြီးထပ်ထည့်လိုက်တယ်ပြီးရင်အငံရတာလည်းနည်းလူမယ်လို့ယူဆတဲ့အတွက်ကျွန်တော်စားနည်းနည်းထပ်ထည့်တယ်ဟုတ်ကဲ့ပါအခုဆိုရင်အနည်းနဲ့ရတာတော့တော်တော်လေးပြည့်စုံသွားတဲ့အနေထားရောက်ပြီပေါ့နော်ဒါတော်တော်လေးစိတ်သားလည်းနူးပြီးကျွန်တော်ချာအသီးနိုင်လည်းနူးပြီပေါ့နော်ကျွန်တော်နောက်ထပ်အမွှေးကြိုင်နောက်ဆုံးအနေနဲ့ကျွန်တော်ရှင်းနေထည့်လိုက်ပါတယ်ရှင်းနေထည့်ပြီးနော်အနည်းရတာပြည့်စုံလို့နဲ့စိတ်ပိနေသည်မိုဟင်းတစ်ခွက်ရပါပြီငွေချင်းအားလုံးလည်းတိုက်ပါချက်စားကြည့်ကြဖို့ကျွန်တော်ပြောချင်ပါတယ်တကယ်ကိုရတာရှိပြီးတော့နိုင်ရတာပြည့်စုံပြီတကယ်ကိုစားလို့ကောင်းပါလေဟုတ်ကဲ့ပါကျွန်တော်ဗီဒီယိုလေးကိုခုလိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုမှာထပ်တွေ့ကြမယ်